လုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့အငူရဲ့တည်င်းလေးကြည့်ရအောင်ခင်ဗျခုနှစ်အရွယ်သမီးလေးနောင်အငွန်ကိုတက်တဲ့သူကိုဒီနေ့ဖမ်းမိပြီနော်ရှင်ဒီနေ့6လပိုင်း6ရက်နေ့2026ဒီအခင်းကထိုင်းနိုင်ငံကကြနာဘူရီမှာဖြစ်သွားခဲ့တဲ့ရဲကလူတရွာလုံးကိုခဏခေါ်ယူစစ်ဆေးမှုလှုပ်တယ်ရှင်နောက်ဆုံးလူဆိုးတရားခံကဘယ်သူဘယ်ဝါကမှမဟုတ်ဘူးအိမ်ထက်ကလူဖြစ်နေတဲ့လူဆိုးကဘယ်သူလဲဆိုတော့နောင်အငွန်ရဲ့အမအရင်အသက်73နှစ်ပဲရှိသေးတယ်ပူပေါင်းပါဝင်တဲ့သူကနောင်အငွန်ရဲ့ဦးလေးနောင်အငွန်အမေရဲ့မောင်လေးအရင်ဦးလေးလည်းအသက်16နှစ်ပဲရှိသေးတယ်ရှင်အမနဲ့ဦးလေးကဒီနေ့ရဲစီမှာဝန်ခံလိုက်ပြီးရဲကသူတို့နှစ်ယောက်ကိုလည်းခေါ်ယူစစ်ဆေးမှုလုပ်တာအခါပေါင်းမကြီးတွက်နိုင်တော့ဘူးတရားခံရဲစီထွက်ဆိုချက်ပေးတာကတော့နောင်အငွန်ကိုအိမ်မှာတက်တယ်အဲ့ဒီနောက်နောင်အငွန်ရဲ့အလောင်းကိုဆလာအိတ်ထဲထည့်တယ်ပြီးတော့အိမ်ထက်ကအဝတ်ဗီဒိုထဲမှာထည့်ထားတယ်အဲ့ဒီနောက်အမေကိုညီမလေးကသူငယ်ချင်းအိမ်မှာသွားလည်မယ်ပြောပြီးပျောက်သွားတယ်အမေလို့ပြောတယ်အဲ့နောက်အမေနဲ့ရွာသူရွာသားတွေလည်းကိုလိုက်ရှာတယ်အဲ့ဒီအချိန်ပဲအမနဲ့ဦးလေးကညီမလေးရဲ့အလောင်းကိုဗီဒိုထဲကနေယူထုတ်လာပြီးတုံးပိန်နဲ့ရွာအပြင်ဘက်ကဝါချုံတချုံထဲမှာသွားပြစ်ထုတ်ထားတာအဲ့ဒီနောက်ဒီလူဆိုးနှစ်ယောက်ကနဲ့မဆက်လို့မျိုးရွာသူရွာသားတွေနဲ့အတူနောင်အငူရဲ့အလောင်းကိုလိုက်ရှာကူရရှင်ဘယ်လိုတတ်တယ်လဲဆိုတာအတိအကျမထွက်လာသေးဘူးရှင်တချို့တည်င်းထဲမှာဖော်ပြတာကတော့နောင်အငူနဲ့အမကအိမ်ထဲမှာတူဆော့ကြတယ်အဲ့ဒီနောက်အမဖြစ်သူကမတော်တဆနဲ့ညီမလေးရဲ့ပါဆက်ကိုတော့ပိတ်ထားလို့နောင်အငူကအသက်ရှူလို့မရတော့လို့ဆုံးသွားတာလို့ပြောရရှင်ဦးလေးကအလောင်းလာဖျောက်ကူတာဒါပေမဲ့တချို့တည်င်းဌာနပြောတာကလည်းဦးလေးကပဲနောင်အငူရဲ့ပါဆက်ကိုပိတ်လို့နောင်အငူကအသက်ရှူမဝလို့ဆုံးသွားတာနောင်အငူရဲ့အမကဦးလေးကိုအလောင်းဖျောက်ကူတာလို့ပြောတာလေရှိရရှင်အဲ့ဒီအခင်းဖြစ်တဲ့နေ့တုန်းကအိမ်ထဲမှာနောင်အငူရဲ့အမရဲ့ဦးလေးရဲ့3ယောက်ထဲအိမ်မှာရှိတာတဲ့ရှင်နောင်အငူရဲ့အမေကရွာထဲကအစီအဝေးကိုတွားတယ်လို့ပြောတယ်ဖြစ်နိုင်ချေရှိတာကတော့နောင်အငူကတခုခုတွားတွေ့လို့ပဲမမြင်တိမမြင်အပ်တာတွေတွားတွေ့လို့အဲ့ဒီနှစ်ယောက်ကနောင်အငူကိုတက်လိုက်တယ်လေဖြစ်နေချေရှိရရှင်အလောင်းကိုစားတွေ့တော့ကသူတို့ပြောတာကအဲ့ဒီအာငူရဲ့မိမကိုကပြဲနေတယ်ဟုတ်တော့ပြီးလို့ရှိရင်လေပင်ညှစ်ထားတယ်လေပင်ညှစ်ထားတယ်လို့အဲ့ဒီနေ့တုန်းကတည်င်းမှာပါတယ်ပြီးလို့ရှိရင်မိမကိုကလည်းဟိုထားလည်းပဲအဓမ္မပြုကျင့်ထားတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုရင်ဒီထွားဆိုချက်နဲ့ကမှားနေတယ်တကယ်လို့ဒီတည်င်းသာမှန်တယ်ဆိုလို့ရှိရင်ဒီတည်င်းသာမှန်တယ်ဆိုလို့ရှိရင်ဘာဖြစ်လို့ဟိုတည်င်းကအဲ့ဒီလိုထွက်တာလဲပြီးလို့ရှိရင်ဒီ73နှစ်နဲ့19နှစ်ကတအားကိုတည်ငြိမ်လုံးနဲ့ပိုးစဉ်းစားကြည့်တအားတည်ငြိမ်နေတာ73နှစ်အရွယ်ဆိုတာဘယ်လောက်ရှိအောင်မို့73နှစ်အရွယ်ဆိုတာကိုညီမတယောက်လုံးကိုတတ်ပြီးတော့ဟိုလူတယောက်ကိုတတ်တယ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးလေအဲစိတ်မလုံးရှာနေပဲနဲ့တအားတည်ငြိမ်လုံးနေတယ်ဆိုတော့ဘယ်လိုဖြစ်မလဲကွယ်တရားခံမိတာတော့ကောင်းပါတယ်လေတရားခံမိသွားတာတော့ကောင်းတယ်ဒါမဲ့အဲ့ဒီပထမဦးဆုံးနေ့ကဟိုဗီဒီယိုထွက်လာတော့မှဆိုရင်အဲ့တော့ခုနကတော့ပြောသလိုမျိုးလေမဲမကိုမှပြဲရှားတန်ရတယ်ဆိုလို့ရှိရင်ဒါတေချာသလောက်ရှိတာပဲလေအခုကျတော့တမျိုးထွက်လာပြန်ပြီစောက်တော့စောက်ကြည့်ရအောင်မို့လေဘယ်လိုဖြစ်လဲဆိုတာတော့အားလုံးပဲထင်မြင်ယူဆချက်တွေကိုလည်းကွန်မန့်လေးမှာမှတ်သွားပါဦးခင်ဗျ